9 ရွယ်ကလေးမလေးကိုတာမယာအဖြစ်ပြုကျင့်ရန်ကြံရခဲ့တဲ့အမျိုးသားဖြစ်သွားတာကတော့19 ရက်နေ့ကလှဲကူးမြို့မှာဖြစ်သွားတာဒီပုံထဲကအမျိုးသားရဲ့နာမည်ကဦးသိန်းဟန်လှဲကူးမြို့မှာနေတာဒီဦးသိန်းဟန်ဆိုတဲ့အမျိုးသားရဲ့အိမ်ကိုတရားထဲတူတူနေတဲ့ကလေးမလေးကနေ့လယ်12 နာရီလောက်မှာအိမ်လေလာတဲ့နေ့လယ်1 နာရီလောက်ကျတော့ကလေးငိုတန်ကြလို့ဘေးရင်ကလူကဦးသိန်းဟန်ရဲ့အိမ်ကိုတွက်ကြည့်ခဲ့တဲ့ကလေးငိုနေတာတွေ့တော့သမီးလေးဘာလို့ငိုနေလဲလို့မေးကြည့်တော့ဦးသိန်းဟန်ကသူ့ဟာကြီးနဲ့သမီးတဲ့ကိုတရွေးစုပြီးအားနဲ့ထိုးထဲတယ်လို့ကလေးမလေးကပြောပြခဲ့တဲ့မတင်ကားလို့ကလေးမလေးကိုဘောင်းမီချုပ်ပြီးကြည့်ကြည့်တော့မိမကိုကနေရဲနေခဲ့တဲ့အခုတော့ကလေးမလေးကိုလှဲကူးမျိုးစေးရုံကိုတင်ထားတဲ့ဦးသိန်းဟန်ဆိုတဲ့ဒီလူကိုတော့သက်ဆိုင်ရာတွေကိုတိုင်လိုက်ပြီးသက်ဆိုင်ရာတွေကလည်းလှုပ်ရှားရှိတာဆက်လက်ပြီးလှုပ်ဆောင်သွားမယ်လို့သိရတဲ့မိဘတွေအနေနဲ့လည်းကိုယ်ကလေးတွေကိုတေချာလေးဂရုစိုက်ကြပါကိုမျက်စိအောက်ကနေကိုအပြောင်းမခံကြပါနဲ့ဘလောက်ပဲရင်းနှီးတဲ့မိတ်ဆွေဖြစ်ပါစေကလေးတွေကိုမထည့်ပေးလိုက်ကြပါနဲ့ကလေးငယ်ငယ်လေးကိုအခုလိုမျိုးလုပ်တဲ့ဒီလူကိုလည်းထိထိရောက်အေးအေးယူပေးပါလို့တောင်းဆိုချင်ပါတယ်အခုကြည့်နေတဲ့သူတွေအနေနဲ့ရောဒီဖြစ်ရက်နဲ့ပတ်သက်ပြီးဗာများပြောချင်လဲရှင့်ပြောချင်တာရှိခဲ့လို့ရှိရင်လည်း comment လေးမှာရေးတော့ခဲ့ပေးအောင်နော်နောက်ထပ်ဗီဒီယိုတွေမှာလည်းနာမည်ကြီးနေတဲ့သတင်းအကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ page လေးကို like and follow လေးလုပ်ခဲ့ပြီးအောင်နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်